ဆိုပါတယ်ရှုပ်ကြီးကဘယ်တော့ပဲစိုးနေပါစေတွင်းထဲကစိတ်ထားကလှနေအဲ့လူကအလိုလိုကိုလှတော့ပါလေရှင်ဘုမတော့မလှပါဘူးဒါပေမဲ့လို့အတက်နိုင်ဆုံးတော့စိတ်ထားကိုပြုစင်အောင်ထားပါတယ်ဟဲ့လားဘာလို့လဲတဲ့ဘာကြောင့်သူများနဲ့မတူတဲ့စိတ်ထားကိုထားပါတဲ့သူများနဲ့မတူတဲ့ကောင်းကျိုးတွေရလာပါလိမ့်မယ်ဟဲ့လားအဲ့တော့ဒါကြောင့်မို့ဘုမတို့လည်းရုံးမလာပါဘူးရှင်ဒါပေမဲ့လို့အတက်နိုင်ဆုံးတော့စိတ်ထားကိုပြုစင်အောင်ထားတယ်လို့ကျမပြည့်တဲ့အားလုံးလည်းနှလုံးသားကိုအလားစင်နိုင်ကြပါစေလို့ပြောချိုင်းနဲ့တောင်းဆိုထားတဲ့ကိုတခြင်းလေးဟုတ်ကဲ့နှလုံးသားကိုနှလုံးသားစင်ပါစင်ပါအမုန်းတရားများပဲပြီးအပြောင်းစကားလေးတွေကြားရပါလိမ့်ရှင်လူတို့နှလုံးသားအမုန်းမပွားရမြစ်တန်စပြန်းချစ်ပန်းလိုက်ကျွေးအကျဉ်းသားတရားတွေထားမစိတ်ထားပြမေအမြဲတမ်းတွေ့တွေ့စကွင်းအသိမှအေးအေးရစေတနာမိုးစီကချူရရဲ့နှလုံးသားဝင်အမုန်းများဖေးအပြုံးများကျွေးရသည်ကွယ်နော်ပရာဟိတများအဖွဲ့မှတောင်းဆိုချက်ကလေးပေါ့စိတ်မဆွဲပါနဲ့တင်းတင်းမာလေးဝေဝေပေါ်လာ
ငယ်ငယ်တော့ငါပါလေမကင်းနေစီပန်းကလေးလိုလာနေတာပဲကြည်ရမာသည်ပန်းကလေးလိုညူမာကိုလေးဆိုရင်ပန်းကလေးလိုလာနေတာပဲကြည်ရမာသည်ပန်းကလေးလိုညူမာကိုလေးဆိုရင်မိတယ်မခင်နေစီမခင်နေ